တိုက်ပြိုကျလူရှိရတယ်လူရှိခင်ရမိုင်ထဲမှာဆရာကခေါ်အောင်လားဒီနေ့တိုက်ပြိုကျတယ်မထားနဲ့ဘာမနဲ့မနဲ့မပြင်းနဲ့တော့တမင်းနော်အဖေနဲ့ဒီနေ့စလားဘာမှပြဖို့မှာအလွတ်ကြီး